မိုင်းယောင်းတောင်တန်းများရဲ့အတွင်းမှာနှစ်ပေါင်းများစွာတိတ်ဆိတ်စွာတည်ရှိနေတဲ့လျှို့ဝှက်ဆန်သောဂူတစ်ခုဒီနေ့တော့စွန်ဟိန်းဂူစီကိုအတူတူသွားကြည့်လိုက်ရအောင်တောင်တန်းများရဲ့အလယ်မှာတစ်တောစိမ့်လန်းမှုများကြားအချိန်ကာလများစွာကိုတိတ်ဆိတ်စွာဖြတ်တန်းလာခဲ့တဲ့လျှို့ဝှက်ဆန်တဲ့နေရာတစ်ခုရှိနေပါတယ်အဲ့ဒီနေရာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယောင်းမြို့နယ်အတွင်းတည်ရှိတဲ့စွန်ဟိန်းဂူပဲဖြစ်ပါတယ်တဘာဝထုံးကျောက်တောင်တန်းအတွင်းဖြစ်ပေါ်လာတဲ့ဒီဂူဟာဒေသခံများရဲ့ယုံကြည်ကိုးကွယ်ရာနေရာတစ်ခုဖြစ်တယ်လို့ဖျားဖူးပြည်သည်များလာရောက်အေးချမ်းမှုရှာဖွေရာဓမ္မရိပ်သာတစ်ခုလည်းဖြစ်ပါတယ်။တောင်ချီမှနေပြီးဂူဝင်ပေါက်ကိုမြင်လိုက်တဲ့အခါအစင်းစင်းမြင့်တက်နေတဲ့ပြာသားပုံစံအဆောက်အဦကထူးခြားလှပစွာကြိုးဆိုနေပါတယ်။ရွှေရောင်လှဆင်မှုများရိုးရာပန်းပူလက်ရာများနှင့်စင်ယုံများကစွန်ဟိန်းဂူ၏ဂုံကျက်တရည်ကိုပိုမိုထင်ရှားစေပါတယ်။ဂူအတွင်းသို့ဝင်ရောက်လိုက်တဲ့အခါအေးမြတဲ့လေပြေများတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့တဘာဝကြောက်ဆက်ကြောက်ဆွဲများကစိတ်ကိုချက်ချင်းအေးချမ်းစေပါတယ်။ရှေးချိန်ကတည်းကယဟန်တန်ဃာတော်များနှင့်ဥပုပ်သေများဟာဒီဂူအတွင်းမှာတရားထိုင်ခြင်းဘာဝနာပွားခြင်းများပြုလုပ်ခဲ့ကြတယ်လို့ဒေသခံများကပြောဆိုကြပါတယ်။ယနေ့အချိန်ထိစွန်ဟိန်းဂူဟာတဘာဝအလှတရားနဲ့သာသနာအေးချမ်းမှုတို့ပေါင်းစည်းတည်ရှိနေတဲ့နေရာတစ်ခုအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။မိုင်းယောင်းမြို့နယ်ရဲ့ဂုံယူဖွဲ့အမွေနှစ်တစ်ခုဖြစ်တဲ့စွန်ဟိန်းဂူဟာတဘာဝကိုချစ်မြတ်နိုးသူများဖျားဘူးများနဲ့ခီးသွားများအတွက်မဖြစ်မနေလာရောက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။အကယ်၍သင်ဟာစိတ်အေးချမ်းမှုကိုရှာဖွေနေတဲ့ဆိုရင်တဘာဝတရားရဲ့အတန်တွေကိုနားထောင်ခြင်းနဲ့ဆိုရင်စွန်ဟိန်းဂူကတင့်ကိုတိတ်ဆိတ်စွာစောင့်ကြိုနေပါတယ်။ဤဒီမှာမိုင်းယောင်းမြို့နယ်၏အဖိုးတန်တဘာဝနှင့်သာသနာအမွေနှစ်စွန်ဟိန်းဂူပဲဖြစ်ပါတယ်။